ကဲကိုချရတဲ့သူလေးတွေအခမဲ့ပရာဟိတဆရာလေးနေလင်းအောင်စီမှာသွားပြကြတာပေါ့နော်သွားပြတော့ဦးလေးရဲ့အတော်ရဲ့ကျမရဲ့၃ယောက်အရင်စပြတာပေါ့နော်စပြတော့မနေ့ကအတော်ဖြစ်ခဲ့တဲ့ဟာနဲ့ကျမဖြစ်ခဲ့တဲ့အကြောင်းလေးပြောပြတာပေါ့ဒုတိယကျမတို့3ရက်စတိုက်သွားတယ်ပေါ့နော်စပြတဲ့အခါမှာ3ရက်စတိုက်သွားဒုတိယနေ့ကျတော့ကျမဒီအပေါ်အန်သွားကြီးနှစ်ခုကြားထဲမှာသွားဖို့ပေါက်ကြီးအကြီးဖြစ်ပြီးအဲ့သွားဟိုအရင်ကလည်းအဲ့လိုပဲသွားဖို့ပေါက်ကြီးကြီးလာတော့အခေါင်းပေါက်ကြီးဖြစ်တော့အဲ့ဒါကြိုက်တယ်ကြိုက်နေတော့လေးချင်းလေးငုံပေးလိုက်လို့ရှိရင်9မိနစ်လောက်ကြာလို့ရှိရင်ကြိုက်တာပျောက်သွားတယ်နောက်5-6ရက်ကြာရင်တစ်ခါထပ်ဖြစ်ပေါ့နော်အဲ့လို5-6ကလောက်ဖြစ်တိုက်တော့အဲ့လိုဖြစ်တဲ့အချိန်မှာပျောက်သွားတယ်ပျောက်သွားရင်အဲ့နေရာကျတော့ဒုတိယဆရာစီသွားမယ်နေကြတော့သွားရတဲ့ကြိုက်လိုက်လေးချင်းလေးငုံတော့လည်းမရတော့အဲ့နေကြတော့သွားအန်သွားဟိုအတွင်းဘက်ကလည်းဆွေးပြီးတော့ပဲ့ကုန်တော့ကျိုးကုန်တာပေါ့နော်အတွင်းဘက်ကအပြင်အခေါင်းပဲကြံတော့အဲ့အချိန်မှာထပ်ပြီးတော့ကြိုက်တော့သွားရမပြောက်ဘူးပေါ့လင်းချင်းကုန်တော့လည်းမပြောက်ဘူးအားနဲ့ဟိုဆရာစီလိုက်ရလဲကိုဒီဆိုရီဆေးယောဂါတွေရှိတယ်တို့ပေါ့နော်ဆေးတောက်လို့အသက်အထည်ဆရာအဲ့ဒါတွေတစ်ခုပြီးတစ်ခုလှုပ်ပြီးတော့လှုပ်ပြီးလဲပြောဆရာလို့ဒီနေ့ဒီသွားကြီးရလဲလို့အရန်ကြိုက်နေလို့ဆိုပြီးတော့ပြောပြတာအားနဲ့ဆရာကလက်ကလေးနဲ့အဲ့လိုပေါ့နော်လှုပ်ပြီးတော့ပို့လဲပြီးဆရာလက်ကလေးလန်းလှော့အဲ့သွားကြိုက်တာအဲ့နေရာတွေကပျောက်သွားရတာသွားထပ်ပြီးမကြိုက်တော့မကြိုက်တဲ့မှာအဲ့ဒါကြီးကျတော့ချက်ချင်းပြောက်သွားတယ်ပေါ့နော်ချက်ချင်းပြောက်သွားတော့အဲ့ဒါနဲ့ခါရဲချက်ချင်းပြောက်ကအဲ့တမန်တော်လုံးမျက်ရည်တွေဝိုင်းတာပဲသွားကြိုက်တော့လေဆရာလည်းအဲ့လိုလှုပ်လဲပြီးတော့ချက်ချင်းကြီးကိုပြောက်သွားတာပြောက်လဲတော့အဲ့ဒါတွေလည်းချက်ချင်းပြောက်တယ်ပေါ့နော်ဟိုကနောက်ပြီးတော့နောက်နေ့ကြတော့ပေါ့နော်ကျမဟို3ရက်ပြတယ်ပေါ့ပြပြီးတော့နောက်3ရက်နေလဲပြီးတော့ကျမအဖေကလည်းသူကလည်းကောင်းတယ်ဆိုတော့လာခြင်းနဲ့တဲ့ဆိုကလာခဲ့ဆိုစောင့်နေတကနောက်ကျမအဖေနဲ့တကနောက်3ရက်ထပ်သွားပြကြတယ်သွားပြတော့ကျမအဖေကကြတော့ဟိုပေါ့ဘယ်နာတစ်ဖက်ကလုံးမကြောက်ဘူးညာဘယ်နာကကြတော့နည်းနည်းပဲကြားတယ်ကြားတော့ဆရာစီမှာအဲ့လိုပေါ့ဘယ်နာကမကြောက်ညာဘယ်နာကနည်းနည်းပဲကြားတယ်ဆိုဆရာကနားကိုထည့်တဲ့စီးရတက်ပေါ့နော်အဲ့စီလေးကိုထည့်ပေးတာထည့်လဲပြီးတော့လှုပ်ပေးလိုက်တော့ချက်ချင်းမဲ့နားကကြားပါတယ်နောက်ဦးလေးကကြတော့လဲဟိုလက်မောင်းကြီးကြိုက်တာပေါ့နော်လက်မောင်းကြီးကြိုက်ပြီးသူကခေါင်းလဲမူးတယ်ခေါင်းလဲမူးလဲမို့အဲ့လက်မောင်းကြီးကြိုက်တာပြောလဲပြောအဲ့လက်မောင်းကြိုက်တဲ့ဟာကိုဆရာလှုပ်ပေးလိုက်တာအဲ့လက်မောင်းကြီးကလည်းချက်ချင်းကောင်းသွားတယ်ကြိုက်တာတွေကအဲ့လက်မောင်းကြိုက်တာတို့နောက်ကဟိုအကြောညက်တာတို့ခါကြောညက်တာတို့တချို့ဆိုခါကြောညက်တာတွေအာယုံကြောညက်တာတွေခွဲရစိတ်ရတယ်ဒီလမ်းနေတော့မရှောင်နိုင်အဲ့လိုလူတွေကြတော့ချက်ချင်းကောင်းတယ်နော်ဟိုကြမ်းတဲ့လေငန်းသမားတို့ချက်ချင်းကောင်းလားဆိုယောဂတိုင်းတော့ချက်ချင်းမကောင်းဘူးနောက်ဆရာလည်းအာမခံပြီးတော့ကုမပေးဘူးသူနဲ့အကြောင်းတိုက်ဆိုင်လို့ကောင်းတဲ့လူရှိသလိုမကောင်းတဲ့လူတွေလည်းရှိမှာပဲလေဒါပေမဲ့များသောအားဖြင့်ကောင်းကြတယ်ပေါ့နော်ကောင်းကြတော့ဟိုတွားကူကြတယ်ဟိုလေငန်းသမားတို့ဟိုပိုလီယိုယောဂသမားတို့ကြတော့ဟိုကြာတာပေါ့နော်ကျမတို့ဒီဆိုရီယေးဆေးဖြစ်တဲ့ယောဂတွေဆိုတာလည်းမပြောက်ဘူးဆိုတဲ့ယောဂတွေ